အော်ဒီဥစ္စာကကြတော့ breaker ကိုစပြီးတော့တင်လိုက်တာပေါ့နော်အော်ဒါ auto ဘိုင်းကို service လုပ်ပြီးတော့စမ်းပြပေးတဲ့ဗီဒီယိုပါauto အကြက100ပေါ့နော်100ကနေစပြီးတော့အလုပ်လုပ်တယ်100ဆိုလို့ရှိရင် तू ကဒီဘက်တောက်ဆုံးမှာကျတော့အထွက်က200ကျော်ပေါ့နော်200လောက်ကိုထွက်ပြီးတယ်ပေါ့နော်အခုက relay တစ်လုံးချင်းစီကစားပြမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်100အပေါ်ရောက်လာပြီ120 130ဆိုလို့ရှိရင်လည်း तू က200ကျော်မှာကစားတာပေါ့နော်ဒါဆိုလို့ရှိရင်230ဖြစ်သွားပြီပေါ့နော်230ဆိုလို့ရှိရင်လည်း तू ကပြန်ပြီးတော့ down ပြန်ချပေးတာပေါ့နော်အထွက်က210ပေါ့နော်210အော်ဒီကောင်ဆိုလို့ရှိရင် auto က150မီးဝင်ပေါ့နော်မီးဝင်150 140ပြန်ဆင်းလာပြီပြန်ဆင်းလာတယ်ဆိုလို့ရှိရင်လည်း तू က200အပေါ်မှာပဲ तू ကဆွဲတင်ထားပြင်မယ်ပေါ့နော်ဟုတ် manually တစ်ချက်တော့အော်ဒါဆိုလို့ရှိရင် manual ပေါ့နော် manual ကကြတော့ဒါကျွန်တော်တို့110ပေါ့နော်မီးဝင်110မှာ manual လေးဆွဲတင်ပေးမယ်နော်ဒါဆိုလို့ရှိရင်မီးများလို့ရှိရင်သူကအလန်းပေးတဲ့စနစ်ပါမယ်ဒီထက်ထပ်များလို့ရှိရင်တော့ over ဖြတ်ပေးတဲ့စနစ်ပါတာပေါ့နော်ဘောပေါင်းဒါဆိုလို့ရှိရင်တစ်ထိပ်ချလိုက်လို့ရှိရင်ပုံမှန်ဖြစ်သွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ပုံမှန်ပါနော်ရဟာယူဒါက manual လေးပါဟုတ် auto ရကောင်းauto မီအားကောင်းတဲ့အချိန်ကြလို့ရှိရင် auto ဘိုင်းမှာပြန်ထားလို့ရှိရင်သူ့အနေနဲ့သူ auto 100ကနေစပြီးတော့အလုပ်လုပ်တာပေါ့နော်